ဟုတ်ကဲ့အိမ်ဖောင်းချိန်လောင်းမင်းကြီးကိုရီအတွက်ကျွန်တော်ဆန်နာလန်နဲ့လီဗာပူးပွဲလေးရဲ့လူလိုရှင်လုံးချက်ချာလီကိုမျှဝေပေးလိုပါတယ်ဆန်နာလန်တို့ကလက်ရှိပေါ့နော်အိမ်ပရီးမီးယားလိမှာအိမ်ခွဲမှာရှုံးပွဲမရှိတဲ့တသိန်းတော့အတင်းဆန်နာလန်ဖြစ်တယ်ကျွန်တော်တို့ရှုံးပွဲလုံးဝမရှိသေးပါဘူး9ပွဲနိုင်နဲ့9ပွဲတည်ရွေးရှိပါသေးတယ်ကစားပုံကြည့်လိုက်တဲ့အိမ်မင်းဆိုလို့ရှိရင်တီးတက်ကစားနိုင်တယ်ပေါ့နော်ကျွန်တော်မက်ဆီတို့အာယီတို့ကူတောင်မှရှုံးနေတာမဟုတ်ပါဘူးဒီပတ်စံကိုလည်းတည်ခတ်ထားတယ်ပေါ့နော်နောက်ပြီးတော့ကိုလက်ရှိဂိုးသူဆိုလဲကျွန်တော်တို့စနပ်ပွဲကိုသွင်းကို20လုံးထိသူစွမ်းဆောင်ပြထားတယ်။တိုက်စစ်လေတစ်ဖက်ကိုပြန်ပြီးတော့ဒုက္ခပေးနိုင်တဲ့အနေအထားမျိုးမှာရှိပါတယ်။ကိုအချိန်မရွေးသွင်းသွားနိုင်တဲ့အနေအထားမျိုးမှာရှိပါတယ်။လီဗာပူးတို့ကတော့အဝေးကွင်းမှာဆိုလို့ရှိရင်ခန်းစစ်ပိုင်းကတော့အရင်ကြီးကြည့်လက်တာမတွေ့ရအောင်ကျွန်တော်တို့စနပ်ပွဲပေါ့နော်။ပြီးကို20လုံးထိသူခွင့်ပြုပေးထားရတယ်ပေါ့နော်။ကျွန်တော်တို့ပြီးခဲ့တဲ့တလပိုင်းမှာဆိုလို့ရှိရင်ဂိုးပေါ်အသွားများထားတဲ့ဒီနှစ်သိန်းပေါ့နော်။ဆန်နလန်လည်းကိုပေါ်သွားများထားတယ်လီဗာပူးကလည်းအသွားများထားတယ်ပေါ့နော်ဒီနှစ်သိန်းရဲ့ကိုပေါင်းကြီးက3လုံး80စားဆိုတာနှလုံးအရှုံးထဲသူနည်းနည်းလေးပဲပြား30လောက်ပဲပိုးတယ်ပေါ့နော်ကျွန်တော်အနေနဲ့နှစ်ဖက်လည်းတွင်းကိုတိုက်စီအားကောင်းတယ်တွင်းကိုချိန်ပြီးတွင်းနိုင်တဲ့ဒီနှစ်သိန်းဆန်နလန်ဆိုလေအိမ်ဝင်းမှာဆိုလို့ရှိရင်သူလီဗာအာကြီးတို့ကောင်မျိုးတော့ပေါ့နော်သူနှလုံးပြန်ထည့်ထားတယ်နှလုံးထည့်နိုင်တယ်လီဗာပူးဆိုလို့ရှိရင်လည်းသူတိုက်စစ်နေထားတော့ဒီကိုလည်းတည်ရတိုင်းပဲပေါ့နော်ဒီနှစ်သိန်းပေါ့နော်ဒီခန်းစစ်တဲ့အရင်ကြီးလောမကြည့်လက်ဘူးတိုက်စစ်ပိုင်းလည်းကိုရဖို့လွယ်ကူတယ်ဒီနှစ်သိန်းရဲ့ကိုပေါင်းကြီးက3လုံး80စားပေါ့နော်ဒီပြား30ဒီနှလုံးအရှုံးထက်ပြား30လောက်ပဲပိုတယ်အနေထားနဲ့ကကျွန်တော်မြင်ကိုပေါ်မယ်ဆိုလို့ရှိရင်အဖြစ်တင်လို့မြင်မိတယ်နောက်ပြီးတော့မနေ့ကခက်တော်တဲ့ပရီးမီးယားလိ၄ပွဲမှာကျွန်တော်တို့3ပွဲကဂိုးပေါ်တယ်ခင်ဗျာဆိုတော့ဒီညဂိုးပေါင်းကြီးလည်းပျော့တယ်မနေ့ကလည်းဂိုးပေါ်အသွားများထားတယ်ဆိုတော့လီဗာပူးဂိုးအောက်လေးကတော့လာနိုင်ရရှိတယ်လို့ကျွန်တော်မြင်မိတယ်ကျွန်တော်အမြင်လေးကိုပြန်လည်ပြီးတော့မျှဝေပေးရဖြစ်တယ်အကြိုက်တူမှာစောဖို့ကြိုတင်မြတ်တာရက်ခံပါတယ်အကောင့်တွေခဏဖြစ်တယ်လို့ကျွန်တော် Telegram အမြဲတမ်းကြည့်အောင်ပါနော်တပွဲကောင်းတွေတင်ပြီးရနေ့စဉ်တင်ပြီးတဲ့ Telegram link လေးကိုကျွန်တော်ကိုမထည့်ထားတယ်ဒီကိုရီအားလုံးအဆင်ပြေကြပါစေ Good luck and good night ပါခင်ဗျာ